ရှောင်းရကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားပြီးနှကန်းကိုမှန်တင်းပြီးကိုက်ထားတယ်လင်းဖုံးအဖေကနင့်ကိုတကယ်စိတ်ဆိုးနေတာမဟုတ်ပါဘူးမနေ့ကဆေးရုံကငွေသွင်းဖို့အကြောင်းကြားစာထပ်ရောက်လာပြန်ပြီးအမေရဲ့ကြောက်ကက်ယောဂကနောက်ဆုံးအဆင့်ကိုကူးပြောင်းတော့မယ်တကယ်လို့နောက်နှစ်ထဲမှာကုသစရိတ်ငွေတန်းမရရင်အမေကရှောင်းရကပါဇက်ကိုပိတ်ပြီးရှိုက်ကြီးတင်ငင်ငိုကြွေးတော့တယ်ကျွန်တော်သွားကိုကြိတ်ပြီးရှောင်းရရဲ့ပခုံးကိုပုတ်ပေးလိုက်တယ်ပြီးတော့မိဘတွေရဲ့အခန်းတကားဝါကိုသွားပြီးတကားခောက်လိုက်တယ်အဖေနဲ့အမေကျွန်တော်ကိုယုံကြည်ပေးကြပါကျွန်တော်ကိုအချိန်နည်းနည်းလောက်ပဲပေးပါအမေရဲ့ဆေးဖိုးနဲ့ဒီနေ့ကျွန်တော်တို့ဆုံးရှုံးခဲ့ရတဲ့တိတ်ခါတွေအားလုံးကိုကျွန်တော်ပြန်ရှာဖွေပေးမယ်ရှောင်းရကမိဘတွေကိုနှစ်သိမ့်ဖို့အခန်းထဲဝင်သွားချိန်မှာတော့ကျွန်တော်တယောက်တည်းခြံဝင်းထဲမှာအထီးကျန်စွာရက်နေမိတယ်အဲ့ဒီအချိန်မှာပဲအိတ်ထဲကဖုန်းကပြင်းထန်စွာတုန်ခါလာတယ်ဒါကကျွန်တော်စမ်းသပ်အိုးထဲမှာထည့်ထားတဲ့အသိဉာဏ်ပညာရှိပတ်ဝန်းကျင်စောင့်ကြည့်စနစ်ကပို့လိုက်တဲ့အစီရင်ခံစာပဲဖြစ်တယ်စစ်ဆေးမှုအချက်လက်ပြ graph ထဲမှာမှုပိုးကိုကိုစားပြုတဲ့အစိမ်းရောင်မြင်းကြောင်းတွေကမြ мян ဆက်ဆန်းကျဆင်းနေပြီးအကျိုးပြုဘက်တီးရီးယားကိုကိုစားပြုတဲ့အနီရောင်မြင်းကြောင်းတွေကတော့အရှိန်ဟုန်နဲ့ထိုးတက်နေတယ်ကျွန်တော်မျက်နှာပြင်ကိုစိုက်ကြည့်ရင်မျက်နှာထက်မှာဝမ်းသာအားရအပြုံးတွေပေါ်လာတယ်အကျိုးပြုဘက်တီးရီးယားတွေရဲ့တက်ဝင်လှုပ်ရှားမှုကအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပြီးမှုပိုးတွေကိုဝါမျိုးဖြက်စီးကငရုတ်တီ sauce ကိုအသွင်ပြောင်းလဲပေးနေပြီဖြစ်တယ်နောက်ထပ်လာနေငယ်အတွင်းမှာကျွန်တော်ဟာထူးထူးခြားခြားဘာမှမလုပ်ဘဲပုံမှန်အတိုင်းပဲနေထိုင်ခဲ့တယ်နေရာဒီရောက်တာနဲ့ငရုတ်တီ sauce တွေကိုသိစေရတော့မယ်ဆိုတာကျွန်တော်သိတယ်အိမ်နီးနားချင်းဦးလေးကြီးကလမ်းလျှောက်လာပြီးဒီနေ့အတွက်အစီအစဉ်ကိုလာဆောင်စမ်းတယ်ဖုံးဆုပ်ဒီနေ့ဘာလုပ်ဖို့စိတ်ကူးရှိလဲနေရဲ့အနံ့ဆိုးထွက်နေတဲ့အိုးဟောင်းကြီးတွေကိုပဲဆက်ဆောင်နေဦးမှာလားဟာဦးလေးကလည်းကျွန်တော်ကောက်တက်လုပ်နေတာပါမိနစ်ကအတိုင်းပဲဟိုပြင်းဒီပြင်းနဲ့အချိန်ဖြုံးနေတာပါသူတစ်ပါးကလာမေးရင်လည်းအရင်ကပြောနေကြစကားတွေနဲ့ပဲလွှဲချော်ပြီးပြောဆိုခဲ့တယ်ဒီလအနေငယ်အတွင်းမှာရွာသားအားလုံးကကျွန်တော်ကိုတနာစရာမျက်လုံးတွေနဲ့ကြည့်ကြပြီးတခါတရံမှာကျွန်တော်သိမ့်ပိုက်ထားတဲ့ငရုတ်တီ sauce အိုးကြီးတွေရဲ့အကြောင်းကိုဟာတာတစ်ခုလိုပြောဆိုကအာလူဖုတ်ကြစကားဝိုင်းတွေမှာအတင်းပြောစရာခေါင်းစဉ်တစ်ခုအဖြစ်သုံးခဲ့ကြတယ်အိမ်နီးနားချင်းဦးလေးကြီးကကျွန်တော်အိမ်ပြန်လာတာကိုမြင်တော့တားဆီးလိုက်ပြီးလူကြီးသူမတယောက်လိုစေတနာနဲ့ဆုံးမစကားပြောတယ်ဖုံးဆုပ်ငါပြောတာနားထောင်စမ်းပါရွှေရန်ကနည်းနည်းမာနာကြီးပေမဲ့အဲ့ဒီဘက်မှာတကယ်ငွေပုံကြီးရှိတာကွာနင်ဘာလို့ဒီလိုအနှံ့ဆိုးထွက်တဲ့တွင်းပုတ်ကြီးကိုဖက်တွေထားရတာလဲအခုအလျှော့ပေးပြီးခေါင်းကုန်းပြန်သွားရင်လည်းတိတ်ခါမကြပါဘူးဟုတ်ပါတယ်ကိုယ်တိုင်ငရုတ်တီးဆော့လုပ်ရတာတကယ်မလွယ်ကူပါဘူးအပင်ကြီးတစ်ပင်ကိုမိကိုနေရတာကကိုယ်ငွေကိုမြေကြီးထဲပစ်ချနေရတာထက်ပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကကောင်းမှလွန်းတယ်ဦးလေးကြီးကိုနှုတ်ဆက်ပြီးကျွန်တော်ဆက်လျှောက်လာခဲ့တယ်ဒီစကားတွေကိုဘယ်နာကဝင်ပြီးညာနာကထွက်စီခဲ့တယ်သူတို့ကရွှေရန်ရဲ့စက်ယုံကြီးတိုးချက်ပြီးထဲလဲဖြစ်နေတာကိုပဲမြင်ကြတယ်ကားကောင်းကြီးစီးပြီးရွာကိုပြန်လာတဲ့မာနထောင်လွှားမှုကိုပဲမြင်ကြတယ်ဒါပေမဲ့တိကျတဲ့ဘက်တီးရီးယားထိန်းကြီးမှုနည်းပညာမရှိဘဲအတင်းအဓမ္မလုပ်ငန်းချက်တွင်ချင်းကမိမိကိုယ်ကိုကူသွင်းနေတာနဲ့တူတယ်ဆိုတာဘယ်သူမှမသိကြဘူးကျွန်တော်ကအချိန်ခါကောင်းတစ်ခုကိုစောင့်နေတာဖြစ်တယ်ဆွဆွဲချက်အလုံးကိုရိုက်ချိုးပြစ်နိုင်မဲ့အချိန်ခါကိုစောင့်နေတာဖြစ်တယ်ပရိတ်တွေကအပြင်မှာအော်ဟစ်နေကြတယ်ကျွန်တော်ကအိုက်ဆက်လာတဲ့အခန်းငယ်လေးထဲမှာထိုင်နေပြီးရှေ့မှာတော့ရုပ်မြင်သံကြားအစုပ်လေးရှိနေတယ်ခန္ဓာပြင်ပေါ်မှာသတင်းကြေညာသူကရာသီဥတုသတိပေးချက်ကိုအလေးနဲ့ကြေညာနေတယ်မိုးလေဝသဌာနကအပူချိန်လိမ်မော်ရောင်သတိပေးချက်ကိုစက်တိုက်ထုတ်ပြန်ထားပါတယ်ဒီဒေတာရဲ့အပူချိန်က40ဒီဂရီအထိကျော်လွန်မှာဖြစ်ပြီးလေထုဆိုထိုင်းစာလည်းမြင့်တက်လာမှာဖြစ်လို့သက်ဆိုင်ရာလုပ်ငန်းများကိုတောင်လုံခြုံရေးကိုဂရုပြုကြပါရန်ကျွန်တော်သတင်းကိုကြည့်ရင်စပွဲပေါ်ကကွန်ပျူတာတက်ဘလက်ကိုဖြည်းဖြည်းချင်းကောက်ကင်လိုက်တယ်မျက်နှာပြင်ပေါ်ကအစောင့်ကြည့်စနစ်ရဲ့ပုံရိပ်တွေထဲမှာကိုတောင်ရဲ့အပူချိန်ကအကောင်းဆုံးအချင်းဖောက်တဲ့အဆင့်မှာတည်ငြိမ်နေပြီးအချက်လက်တွေကနှလုံးခုန်တန်လို့မှန်ကန်နေတယ်ဒါပေမဲ့ရွှေရန်ရဲ့ငရုတ်တီးဆော့ဆက်ယုံဘက်မှာကဘယ်လိုဖြစ်နေမလဲကျွန်တော်မျက်လုံးတွေကဆူးရှသွားတယ်အပူချိန်မြင့်မားတာနဲ့ဆိုထိုင်းစာအရမ်းများတာကငရုတ်တီးဆော့တွေအတွက်အကြောက်ဆုံးရာသီဥတုဖြစ်တယ်အလုံးပိတ်တာမကောင်းရင်ဘက်တီးရီးယားစနစ်ပျက်စီးရင်အမှားအယွင်းအနှဲငယ်ကြောင့်ရွှေရန်ရဲ့ငွေ10တန်းတန်ငရုတ်တီး sauce တွေကငွေတန်း30တန်းအကျွေးတွေဖြစ်သွားလိမ့်မယ်။အရာအလုံးကိုဆုံးဖြတ်ပေးမဲ့အချိန်ခါရောက်လာပြီဆိုတာကျွန်တော်သိလိုက်တယ်။ကျွန်တော်အိမ်ပြန်ရောက်တော့စကားတခုမှမပြောဘဲတိတ်ဆိတ်နေတဲ့အဖေနဲ့ကတင်ပေါ်မှာအသက်ကိုခက်ခက်ခဲခဲရှူနေရတဲ့အမေကိုကြည့်လိုက်တယ်။အဖေနဲ့အမေမနက်ဖြန်ကစပြီးကျွန်တော်ငရုတ်တီး sauce အိုးတွေရှိတဲ့နေရာမှာတွားနေတော့မယ်မကြခင်အပူချိန်မြင့်ပြီးဆိုထိုင်းစာများမှာမို့အိုးတွေကိုစောင့်ကြည့်ရမယ်အိမ်ပြန်ဖို့အချိန်မရတော့ဘူးလှုပ်ချင်တာလှုပ်ငါ့ကိုလာပြောနေစရာမလိုဘူးအဖေရဲ့သဘောထားကိုကြည့်ပြီးကျွန်တော်တက်ပြင်းချလိုက်မိတယ်အခုချိန်မှာဘာပြောအပူပဲဆိုတာသိတယ်အရာအလုံးရဲ့အမှန်တရားပေါ်ပေါက်လာမယ်နေကြမှာသာမိဘတွေရဲ့ဒဏ်ရာရနေတဲ့နှလုံးသားကိုနှစ်သိမ့်ပေးနိုင်လိမ့်မယ်အပြင်မှာမိုးလင်းခါနီးမှုမှုံပြရောင်တန်းနေတယ်ကျွန်တော်အိယာကနေမြ мян ဆန်ဆန်ထားလိုက်တယ်ဘသူကမှမနှုတ်မိအောင်အတန်တိတ်လှုပ်ရှားခဲ့တယ်အဝိစားလဲပြီးတကားဝါကိုရှောက်သွားရင်ရုတ်တရက်ဘောင်းမီအိတ်ထဲမှာစာအုပ်ပါလေးတစ်ခုကိုစမ်းမိလို့အံ့ဩသွားတယ်ထုတ်ကြည့်လိုက်တော့ငွေစုစာအုပ်တအုပ်ဖြစ်နေတယ်အိမ်မှာပတ်စံအများကြီးမကြံတော့ဘူးဒါကငါနဲ့နှစ်အမေရဲ့အတူကစီအတွက်စုထားတာချွေထားပြီး3ဆန်းအဖေကဘဲချိန်ကလေးကကျွန်တော်နောက်ကိုရောက်နေမှမသိဘူးအဖေလှုပ်ချင်တာရှိရင်တွားလှုပ်ဆမ်းမှာနောက်ဘာကိစ္စပဲရှိရှိအိမ်ကိုပြောဖို့မမေ့နဲ့ငါနဲ့နှစ်အမေကအိုပေမဲ့နင့်ကိုကူညီနိုင်သေးတယ်ကျွန်တော်တကားကြားကနေကြည့်လိုက်တော့အမေကအသက်ရှူဆက်တက်ထားရဲ့နဲ့ကျွန်တော်ကိုခက်ခက်ခဲခဲပြုံးပြနေတာကိုမြင်ရတယ်လက်ထဲကငွေစုစာအုပ်လေးကပေါင်ချိန်ထောင်ကြီးတော့အလေးချိန်လိုမျိုးလေးလံနေတယ်လို့ခံစားရတယ်အဖေနဲ့အမေကျွန်တော်ကိုယုံကြည်ပါဒီတခါအမေရဲ့ဆေးဖို့ကိုတင်ပြန်ရှာမှာမဟုတ်ဘူးကျွန်တော်တို့မိသားစုဆုံးရှုံးခဲ့ရတဲ့တိတ်ခါတွေအားလုံးကိုအတိုးရင်းပါပေါင်းပြီးပြန်ယူလာခဲ့မယ်ကျွန်တော်ပြက်တလက်ထွက်ခဲ့တယ်ကျွန်တော်ရဲ့ကြောပြင်ကအယုံတက်ခါနီးမြို့ကိုတွေထဲမှာပျောက်ကွယ်သွားတော့တယ်နေမင်းကကောင်းကင်အလဲမှာတောက်ပနေပြီးမြေပြင်ကအရန်ပူပြင်းနေတယ်ကျွန်တော်အမြန်လျှောက်လာခဲ့ပြီးရွာသားတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့ငရုတ်တီး sauce အိုးတွေစီကိုတန်းတန်းမတ်သွားခဲ့တယ်။အိုးဟောင်းကြီးတစ်ခုရဲ့အလုံးပိတ်ဖုံးကိုဖွင့်လိုက်တဲ့အခါမှာချုံငိမ်ပြီးမွေးကြိုင်လာတဲ့ငရုတ်တီး sauce နံကနှာခေါင်းထဲတိုးဝင်လာတယ်။နေအောင်ကြီးကအိုးထဲကိုဖျားကျသွားတဲ့အခါအိုးထဲကအနီရောင်ရင်းငရုတ်တီး sauce တွေကချော်ရည်တွေလိုပြစ်ခဲနေပြီးကြောက်မြက်ရတနာလိုတောက်ပနေတယ်။အပူချိန်ပြင်းထန်ပေမဲ့ဘာအချင်းနှမ်းမှထွက်မနေဘူး
အပူချိန်က42ဒီဂရီနီးပါးရှိနေပေမဲ့အိုးဟောင်းတွေကအနီရောင်အကျိုးပြုဘက်တီးရီးယားတွေကစနစ်ကိုကောင်းမွန်စွာထိန်းညှိပေးထားတယ်ကျွန်တော်ဇီဝစစ်ဆေးမှုဆေးရည်ကိုထုတ်ပြီးစမ်းသပ်ပြုံထဲမှာခရမ်းရောင်ဖြစ်ပြောင်းလဲသွားတာကိုကြည်ရင်တပြင်းချနိုင်ခဲ့တယ်အကျဉ်တက်နဲ့အာဟာရတက်အားလုံးကအကောင်းဆုံးအမှတ်သားမှရှိနေတယ်ကျွန်တော်နေရန်ထောင်းကလျှက်စစ်တက်တာကိုတွားဖွင့်ပြီးစူထိုင်းစာထိန်းချုပ်စနစ်ကိုနှိပ်လိုက်တယ်စက်ပစ္စည်းတွေရဲ့လေပတ်တန်နဲ့အတူအခန်းထဲကလေထုကမြ мян ဆန်ဆန်လေပတ်သွားတယ်ကျွန်တော်အိုးရာနဲ့ချီတဲ့အလဲမှာရက်နေရင်အသက်ဝင်လှုပ်ရှားနေတဲ့အနီရောင်ပင်လယ်ပြင်ကြီးကိုမေ့ကြည့်နေမိတယ်နေဝင်ရိုးရီအချိန်မှာတော့နေရောင်ကြီးကခြံဝင်းထဲကအိုးရာပေါင်းများစွာပေါ်ကိုဖြာကျနေတယ်ဒီအိုးတွေထဲမှာအနှစ်20ကြာအိမ်မောကျနေတဲ့အနီရောင်ဘက်တီးရီးယားတွေကပြင်းထန်တဲ့တက်ဆောင်အားတွေနဲ့ပောက်ကွဲထွက်ပေါ်နေတာကိုကျွန်တော်ခန်းစားမိတယ်ငရုတ်သီး sauce အောင်မြင်တော့မဲ့တဲ့ရင်ကိုဘသူ့ကိုမှချက်ချင်းမပြောသေးဘူးပြစကောင်းမစခင်မှာအရာရာစိတ်ချရဖို့လိုအပ်တယ်ညမောင်လာတော့ဓမီကိုကင်ပြီးလိုက်လံစစ်ဆေးခဲ့တယ်အိုးတလုံးရဲ့အဖုံးကိုအသားလေးဟလိုက်တာနဲ့မှုှကြိုင်လာတဲ့စီပူနန်းကခြံဝင်းတစ်ခုလုံးကိုပြန့်နှံ့သွားပြီးလမ်းဘေးကကြောင်တွေတောင်ခြံစည်းရိုးနားမှာလာပြီးဝိုင်းနေကြတယ်အခုချိန်မှာကျွန်တော်ရဲ့ငရုတ်သီး sauce ကအရေးသွေးအပြည့်အဝပြောင်းလဲသွားပြီဖြစ်တယ်ရွှေရန်ရဲ့စက်ယုံကဓာတုပစ္စည်းတွေနဲ့ဆက်ထားတဲ့အမိုက်တွေထက်အစပေါင်းရာချီပိုကောင်းတယ်အစတုန်းကသူကကျွန်တော်ကိုခင်မမီဘူးလို့လှောင်ပြောင်းခဲ့ပြီးကျေးလက်နီလန်းဟောင်းတွေကတေးဆုံးတင်ပြီလို့ပြောခဲ့ဘူးတယ်ဒါပေမဲ့သူကကုန်ကြစည်ရှော့ချဖို့အတွက်ကျွန်တော်ရဲ့အကြံဉာဏ်ကိုဘယ်တော့မှနားမထောင်ပဲဈေးပေါ်တဲ့ပဲပုံနဲ့ငရုတ်သီး6ဆုပ်တွေကိုပဲတုံးခဲ့တယ်စက်ယုံရဲ့ရေဆိုးထုတ်တဲ့နေရာမှာမဲညစ်ပြီးအနံ့ဆိုးတွေထွက်နေတယ်ကာကွယ်ဆေးတွေအလွန်အကျွံသုံးထားလို့ရင်ကောင်းတော့မနာဘူးသူတို့ရဲ့ဘက်တီးရီးယားစနစ်ကပျက်စီးနေပြီးအောက်ခြေမှာဓာတုကျွမ်းကျန်ရမှုတွေပဲရှိတယ်ဒီလိုရာသီဥတုမျိုးမှာအပူနည်းနည်းတက်တာနဲ့အိုးတွေထဲမှာအဆိပ်မိုးတွေဖြစ်ပေါ်လာလိမ့်မယ်ဒါပေမဲ့မာနထောင်လွှားနေတဲ့သူကတော့ပျက်စီးခြင်းတွေရောက်တော့မယ်ဆိုတာကိုသတိမပြုမိသေးဘူးကျွန်တော်ခြံဝင်းကိုကြည့်ရင်ယုံကြည်မှုတွေပြည့်နေနေတယ်အဲ့ဒီအချိန်မှာအပြင်ကနေရွာလူကြီးရဲ့စိတ်လှုပ်ရှားစွာအော်ဟစ်တန်ထွက်လာတယ်လူတူသေးပစ္စည်းလာသိမ်းပြီးဟဲ့ကျွန်တော်ဒီစကားကိုကြားတော့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ပြီးရွှေရန်ရဲ့စက်ယုံဘက်ကိုလှမ်းကြည့်လိုက်တယ်ရွှေရန်ကကိုတောင်လုံးကြုံရေးဝန်ထမ်းတယောက်ကိုတစ်နှစ်6000ပေးမယ်ဆိုပြီးကျွန်တော်ကိုစေတနာရှိတရားလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ဆုံးရှုံးခဲ့ရတာတွေအားလုံးကိုပြန်ယူရမယ်စက်ယုံရဲ့အရေးသွေးကိုထိန်းသိမ်းဖို့အတွက်အရင်ကကျွန်တော်တညကို3ချိန်ထားပြီးစစ်ဆေးခဲ့ရတယ်စူထိုင်းစာတွေကိုထိန်းချုပ်ပေးခဲ့ရတယ်ဒီ3နှစ်အတွင်းမှာကျွန်တော်ကဤပညာတွေနဲ့ကုန်ကြစည်တွေကိုလျှော့ချပေးခဲ့လို့သူငွေသိန်းချီတက်တာခဲ့တာဖြစ်တယ်ဒါပေမဲ့ရွှေရန်ကဒါတွေကိုအလကားရတယ်လို့ထင်ခဲ့တယ်သူကကံကောင်းလို့ချမ်းသာတာလို့ထင်နေပြီးကံတရားကတံမိုးတစ်ခုတတ်မှတ်ထားပြီးသားဆိုတာကိုမသိခဲ့ဘူးသူတံမိုးမထားရင်ကံတရားကပြန်ရုပ်သိမ်းသွားလိမ့်မယ်ဖုံးမီလာလို့ကြည့်လိုက်တော့ရွှေရန်စီကဖြစ်နေတယ်ဟေ့လင်းဖုံးအဲ့ဒီအနံ့ဆိုးထွက်တဲ့ခြံပြက်ကြီးထဲမှာနေရတာအဆင်ပြေရဲ့လားအိုးစုပ်တွေရဲ့အနံ့ကြောင့်မူးလဲမတက်ဖြစ်နေပြီလားအဆင်ပြေပါတယ်ကျင်သားရနေပါပြီဖုံးထဲကနေရွှေရန်ရဲ့လောင်ပြောင်တန်းထွက်လာတယ်ကဲပါမနက်ဖြန်မနက်6နာရီငါဆက်ယုံကိုလာခဲ့ဦးအဆောင်ဖိုးကြီးကပြောတယ်ဒီရက်ပိုင်းအပူချိန်ကြောင့်အိုးချိုးက sauce တွေချင်းကုန်ပြီးတဲ့အပေါ်မှာအဖြူရောင်အမြုပ်တွေတက်နေတယ်ငါ့ကိုကူညီပြီးပျက်စီးနေတဲ့အိုးတွေကိုတွားလွင့်ပစ်ပေးစမ်းသူကအထက်စီးကနေကျွန်တော်ကိုအစီခံတယောက်လိုခိုင်းနိုင်နေလို့မဖြစ်တယ်နင်းပစ္စည်းတွေတဲတဲ့အခါအတန်တိတ်တိတ်လုပ်ပြီးနောက်တကားကဝင်ခဲ့လူတူသေးကငွေဆယ်တန်းတန်ပစ္စည်းတွေကိုလာစစ်တော့မှမို့သူများတွေမမြင်စေနဲ့ကောင်းပါပြီတိပါပြီကျွန်တော်ဖုန်းချလိုက်တယ်အခုကသူ့ကိုမျက်နှာပြရမယ့်အချိန်မဟုတ်သေးဘူးအရာရာအဆင်ပြေဖို့စောင့်တန်းရမယ်ကျွန်တော်ရွှေရန်ရဲ့စက်ယုံဘက်ကိုလှမ်းကြည့်လိုက်တော့ကောင်းကင်မှာတိမ်မဲတွေအုံဆိုင်နေပြီးမုန်တိုင်းလာတော့မယ်ဆိုတာသိလိုက်တယ်မွန်းတဲ့ချိန်မှာတော့ရွှေရန်ကစိတ်လှုပ်ရှားစွာနဲ့စက်ယုံတကားဝမှာလူတူသေးနဲ့ကားအုပ်စုကြီးကိုကြိုးဆိုနေတယ်ကျွန်တော်ကတော့အဝေးကတစ်ပင်ရိပ်အောက်မှာငရုတ်သီး sauce အိုးတစ်လုံးကိုပွေ့ချပြီးကြည့်နေမိတယ်ရွှေရန်ကလူတထေးကိုမြင်တော့ဖားရပြီးကြိုးဆိုတယ်လူတူသေးလာပါဒီမှာကြည့်လိုက်စမ်းပါဒီအိုး3000လုံးကလူကြီးမင်းအတွက်ပြင်ဆင်ထားတဲ့အကောင်းဆုံးအိုးတွေဖြစ်ပါတယ်လူတူသေးကနှာခေါင်းကိုရှုံးလိုက်ပြီးမျက်မှောင်ကုတ်သွားတယ်ရွှေတူသေးဒီမှာဘာလို့အနံ့ဆိုးတစ်ခုထွက်နေတာလဲရွှေရန်ကရေမောပြီးဟာဒါကအချင်းဖောက်တဲ့အနံ့ပါတာမန်လူတွေကတော့အနံ့မခံနိုင်ကြဘူးရွှေရန်ကအလုတ်သမားတစ်ယောက်ကိုမျက်ရည်ပြပြီးအလဲကအိုးကြီးတစ်လုံးကိုတဲလာခိုင်းတယ်အဲ့ဒီအချိန်မှာသူကကျွန်တော်ပွေ့ချီလာတဲ့အိုးကိုမြင်တော့လှောင်ပြောင်းတဲ့မျက်နှာထားနဲ့ပြောတယ်လင်းဖုံးနင်းဒီနေ့လာတာကလူတထေးကိုနင်းရဲ့အညစ်အကြေးတွင်းထက်ညစ်ပတ်တဲ့ sauce တွေကိုလာရောက်မလို့လားကျွန်တော်ဘာမှပြန်မပြောပဲအလုတ်သမားတွေတဲလာတဲ့အိုးကိုပဲစိုက်ကြည့်နေခဲ့တယ်ငါရဲ့ sauce တွေရှိနေတာပဲနင်းရဲ့အနံ့ဆိုးထွက်တဲ့ sauce တွေကိုဘသူကဝင်มาလဲကျွန်တော်အေးဆေးစွာပြုံးလိုက်တယ်အရင်ကအောင်မြင်မှုကအခုအတွက်အာမခံချက်မရှိပါဘူးရွှေသူထေးအနေနဲ့တတိထားတာပိုကောင်းလိမ့်မယ်မောင်လင်းပြောတာမှန်တယ်ရွှေသူထေးကျွန်တော်တို့ကစာချုပ်ချုပ်ထားတာဖြစ်လို့ဒီနေ့ပစ္စည်းအရေးအတွက်မပြည့်ရင်ဒါမှမဟုတ်အရေးသွေးမမီရင်လူကြီးမင်းကကျွန်တော်ကိုငွေတန်း30ရော်ရမှာဖြစ်တယ်ရွှေရန်ကယုံကြည်မှုအပြည့်နဲ့အိုးဖုံးကိုကင်လိုက်တယ်လူတူထေးကြည့်လိုက်ပါအကောင်းဆုံးပစ္စည်းဆိုတာဘာလဲဆိုတာကိုရွှေရန်ကအိုးဖုံးကိုအားနဲ့ဆွဲဖွင့်လိုက်တဲ့ခဏမှာပဲအိုးထဲကနေအစိမ်းရောင်အစိမ်းငွေတွေနဲ့အတူရင်ကောင်အုပ်စုကြီးကမုံတိုင်းလိုမျိုးဝုန်းကနေပြန်တက်လာတော့တယ်အနံ့ဆိုးကြီးကချက်ချင်းပောက်ကွဲထွက်လာပြီးဘေးနားကလူတွေအားလုံးအော့အန်ကအော်ဟစ်ပြီးထွက်ပြေးကြတော့တယ်မင်းမောင်နေတဲ့ရင်ကောင်တွေကရွှေရန်စီကိုတန်တန်မတ်မတ်ပြန်တန်းသွားကြတယ်ရွှေရန်ကလမ်းဖြတ်ပြီးရင်ကောင်တွေကိုဖယ်ရှားရင်းအိုးထဲကိုကြည့်လိုက်တဲ့အခါမှာတော့လမ်းဖြတ်သွားတော့တယ်အိုးထဲမှာတောက်ပတဲ့ sauce တွေမရှိဘဲအစိမ်းရောင်အညှိတွေပိုးကောင်တွေနဲ့လောက်ကောင်တွေကအိုးဝါကနေရှန်ကျလာပြီးရွှေရန်ရဲ့ဖက်နှက်ပေါ်ကိုလွှားသွားကုန်ကြတယ်ဟာပိုးကောင်တွေဘာလို့ပိုးကောင်တွေကြီးပဲဖြစ်နေတာလဲလူတူသေးကနှာခေါင်းကိုပိတ်ထားပြီးရွှေရန်နင်ဒါရီနဲ့ငါရဲ့ဖောက်တဲ့တွေကိုအစိတ်ခတ်မလို့လားရွှေရန်ကပြပြတလဲရှင်းပြနေတော့မှပဲအလုတ်သမားတယောက်ပြေးလာပြီးသတင်းပို့တယ်မကောင်းတော့ဘူးတထေးအိုးတွေအားလုံးပုတ်တိုးပြီးပိုးတွေထကုန်ပြီးတတန်မှအကောင်းမကြံတော့ဘူးဒီစကားကိုကြားတော့ရွှေရန်ရဲ့မျက်နှာကဖြူကျော်သွားပြီးတကိုယ်လုံးတုံရင်ကယူတုတ်တလို့အော်ဟစ်တော်တယ်ပြီးတော့ကျွန်တော်စီပြေးလာပြီးအင်ဂျီဆက်ကိုဆွဲကအော်တယ်လင်းဖုံး
နင်လောက်တာမဟုတ်လားနင်ငါရဲ့ source တွေကိုဖျက်ဆီးလိုက်တာမဟုတ်လားကျွန်တော်ကသူ့လက်ကိုခါချလိုက်တယ်ဖျက်ဆီးတာငါမဟုတ်ဘူးနင်ကိုယ်တိုင်ပဲမဟုတ်ဘူးငါရဲ့ source တွေကပြဿနာမရှိနိုင်ဘူးနင်ရဲ့အိုးစုပ်ကထွက်တဲ့ source ထက်တော့မညံ့နိုင်ပါဘူးသူကကျွန်တော်လက်ထဲကအိုးကိုလူယူပြီးဖွင့်ဖို့ကြိုးစားတယ်ရွှေရန်ကအိုးဖုံးကိုဆွဲဖွင့်လိုက်တဲ့အခါမှာတော့အိုးထဲကနေအနီရောင်အလင်းတန်းတစ်ခုဖြာထွက်လာတယ်လို့မျိုးဖြစ်သွားပြီးအားလုံးကိုအံ့ဩသွားစေတယ်အိုးထဲမှာကြောက်မြတ်ရတနာလို့တောက်ပနေတဲ့အနီရောင်ငရုတ်သီး source တွေကိုမြင်ပြီးအားလုံးစကားမပြောနိုင်တော့အောင်ဖြစ်သွားကြတယ်ရွှေရန်ကအံ့ဩပြီးဒါကအဲ့ဒီချမ်းစုပ်ကထွက်တဲ့ source လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလူသူထေးကမစောင့်နိုင်တော့ပဲဘဲပုတ်စီတစ်စီကိုမြည်ဆန်းကြည့်လိုက်တဲ့အခါမျက်လုံးတွေကမှုံဝင်သွားတယ်လို့ဖြစ်သွားတယ်ကောင်းလိုက်တာအရန်ရတာရှိတာပဲအရင်က source တွေထက်အစပေါင်းများစွာတာလွန်တယ်လူသူထေးကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ပြီးမောင်းတယ်ဒီ source တွေအားလုံးကိုကျွန်တော်တို့ကုမ္ပဏီကအကုန်ဝယ်မယ်ဈေးနှုန်းကိုကြိုက်တဲ့လောက်တောင်မှကျွန်တော်ပြုံးလိုက်တယ်ဒါတွေကပထမအတုတ်တင်ရှိပါသေးတယ်လူသူထေးစိတ်ဝင်စားရင်ဆက်ဆွေးနွေးကြတာပေါ့ကျွန်တော်လူသူထေးနဲ့အတူစက်ယုံအပြင်ကိုရှောက်လန်းခဲ့ကြတယ်ဘေးနားကရွှေရန်ကတော့ကြောက်လန့်ပြီးမျက်နှာပြက်နေရင်ကျွန်တော်နောက်ကိုပြေးလိုက်လာပြီးဒူးထောက်ကငိုကြွေးတောင်းပန်တော့တယ်ဖုံးကိုကြီးကျွန်တော်ကိုကဲပါဦးတောင်းပန်ပါတယ်နေအောင်ကြီးအောက်မှာဒူးထောက်နေတဲ့ရွှေရန်ကိုကျွန်တော်ငုံကြည့်ရင်အရင်ကသူကျွန်တော်ကိုအကူအညီတောင်းခဲ့တဲ့ပထမဆုံးအချိန်ကိုသတိရမိတယ်အဲ့ဒီတော့ကကျွန်တော်စိတ်ပြောခဲ့ဘူးတယ်ဒါပေမဲ့ဒီလိုမှားမျိုးကိုဒုတိယအချိန်တော့ကျွန်တော်ထပ်ပြီးကျူးလွန်မှာမဟုတ်တော့ဘူး